Okay ကြည့်မယ်အိမ်မှာအများဆုံးသုံးတဲ့စကားများkick ကလေးတွေကနေပြီးတော့မှ parents မိဘတွေကိုပြောတတ်တဲ့စကားလေးတွေဟုတ်ပြီအလွယ်ဆုံးလေးကစမယ် man dad I'm hungry ကျွန်တော်ဗိုက်စာနေ I'm sleepy ကျွန်တော်အိတ်ချင်နေပြီလို့ပြောတာ help me please ကျေးဇူးပြုပြီးကူပေးပါနော် I want this can you help can I play can I play ကျွန်တော်ကစားလို့ရမလား I don't like it မကြိုက်ဘူး I finished my homework အိမ်စာပြီးပါပြီ where's my bag ကျွန်တော်အိတ်ဘယ်မှာလဲ I'm scared ကျွန်တော်ကြောက်နေတယ် can you help me with my homework အိမ်စာနဲ့ပတ်သက်ပြီးကျွန်တော်ကူညီပေးပါလား I don't feel well today ဒီနေ့နေမကောင်းဘူး I forgot my book at school ကျောင်းမှာစာအုပ်မိခဲ့တယ် May I go out with my friends တကယ်ချင်းနဲ့ပြင်သွားမလဲသွားကျင်လို့သွားပြရစီပေါ့ I am tired after school ကျောင်းကနေပြန်လာတော့ကျွန်တော်ပင်ပန်းနေပြီ I try my best today ဒီနေ့ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့တယ်မေးလို့ I don't understand this lesson ကျွန်တော်ဒီသင်ခန်းစာနားမလည်ဘူးเนาะ Can we talk about this later ဒီကြောင့်နောက်မှပြောလို့ရမလား I feel stressed about my exam စမွေးကြောင့်ကျွန်တော်စိတ်ဖိစီးနေတဲ့ Thank you for helping me ကျွန်တော်ကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ် C1 level ပြောမယ်ဒါအမြင့်ဆုံး level ပေါ့နော် I really appreciate your support ဖေမေတို့ရဲ့အားပေးမှုကိုအရန်တန်ဖိုးထားပါတယ်လို့နော် I want to be more responsible ကျွန်တော်ပို့ပြီးတော့တာဝန်ယူချင်ပါတယ်နော် Please trust my decision ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကိုယုံကြည်ပေးပါကျေးဇူးပြုပြီးယုံကြည်ပေးပါ I am grateful for everything you do for me ကျွန်တော်တို့ဖေတို့မီတို့လုပ်ပေးခဲ့တဲ့အားလုံးအတွက်ကိုကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပြောတာ I hope I can make you proud ဖေမီတို့ကိုကျွန်တော်ဂုဏ်ယူစေချင်ပါတယ်နော်ဟုတ်ပြီကဲမိဘတွေကပြောမယ် wake up ထားတော့ eat your food သမင်းစား go to bed အိပ်ရဝင် be careful သတိထားခမ်းမရဒီလာ finish your homework အိမ်စာပြီးအောင်လုပ်နော် don't play too much ကစားတာများမသွားနဲ့အရင်ကြီးမကစားနဲ့ပြောနော် get ready for school လေကျောင်းသွားဖို့ပြင်တော့သားလို့နော် clean your room မိခန်းကိုတန်ရှင်းလုပ်ပါ listen carefully သေချာနားထောင်နော် how was your school today ဒီနေ့ကျောင်းအခြေအနေဘယ်လိုလဲကျောင်းမှာအဆင်ပြေလားသားတွေသမီးတွေကိုမေးတာ do you do your best in everyday do your best in everything ဆိုလုပ်တဲ့အရာအလုံးကိုကောင်းကောင်းလုပ်ပါနော်အကောင်းဆုံးလုပ်ပါ take a rest if you are tired more enough tell me if something is wrong tell me if something is wrong တခုဖြစ်ပြောနော် don't forget your lunch သမင်းဘူးမမေ့နဲ့ I am proud I am proud of your effort မင်းကြိုးစားတာကိုမြင်ပါတယ် you should manage your time better မင်းအချိန်ကိုပိုပြီးစနစ်တကျသုံးနေနဲ့ mistake help you learn အမားတွေကမင်းကိုသင်ခန်းစာတွေပေးလိမ့်မယ်နော် talk to us if you feel stressed စိတ်ဖိစီးရင်ဖေမေတို့ပြောပါ we trust you ငါတို့မင်းကိုယုံပါတယ်ဟုတ်ပြီ your happiness matters more than success မင်းရဲ့ပျော်ရွှင်မှုကအောင်မြင်မှုထက်ကိုအရေးကြီးပါတယ်နော် we will always support you ငါတို့အမြဲတမ်းမင်းကိုပံ့ပိုးပေးပါမယ် learn from your experience အတွေ့အကြုံကနေသင်ယူပါ you don't have to be perfect ပြည့်စုံနေဖို့မလိုပါဘူးလုံးဝပြည့်စုံနေဖို့မလိုပါဘူး no matter what ဘလို့ပဲဖြစ်နေဘာပဲဖြစ်ဖြစ် we love you ငါတို့မင်းကိုချစ်ပါတယ်နော်ဒါကတော့ C1 level တော့နည်းနည်းအသက်ကြီးသွားတဲ့သားတွေသမီးတွေကိုပြောတာနော်ငယ်လေးတွေကတော့ wake up တို့ဘာတို့ play တို့ go to bed တို့ be careful တို့အဲ့မျိုးလေးပြောတာပေါ့နော် okay